ပိုင်းနှစ်စတင်ချိန်မှာတော့ဂျန်ဟယောင်ရဲ့ဗီဒီယိုအင်တာနက်ပေါ်ပြန့်သွားတဲ့ကိစ္စကနေဆက်ထားပါတယ်အခုဆိုရင်သူနဲ့သူတငယ်ချင်းတွေចောင်းသားတွေကိုအနိုင်ကျင့်နေတဲ့ဗီဒီယိုတင်မကပဲဟွာဂျင်ကအဲ့ဒီလူမိုက်တွေကိုပညာပေးနေတဲ့ဗီဒီယိုတွေပါအင်တာနက်ပေါ်မှာတောမီလိုပြန့်နှံ့သွားခဲ့ပါပြီအများပြည်သူကတော့ပညာရေးကာကွယ်စောင့်ရှောက်ရေးအဖွဲ့ကိုချီးကျူးနေကြပေမဲ့ចောင်းသားခွင့်ရေးလှုပ်ရှားသူတွေကတော့ဒီအဖွဲ့ကိုပိတ်ပစ်ဖို့တောင်းဆိုလာကြပါတယ်အဲ့ဒီမှာပဲဂန်ကော့ကဟွာဂျင်ကိုចောင်းသားတွေဗီဒီယိုရိုက်နေတာတည့်ရက်နဲ့ပေါ်ပေါ်ထင်ထင်ကြီးတောင်းကြရမလားဆိုပြီးနောက်ပြောင်ပြီးအပြစ်တင်มาတော့တယ်ဒါပေမဲ့သတင်းထောက်တွေနဲ့တွေ့တဲ့အခါမှာတော့ဂန်ကော့ကဒီအဖွဲ့ကိုလုံးဝအပိတ်မခံနိုင်ဘူးလို့ငင်းဆန်လိုက်ပြီးကျောင်းတွင်းအနိုင်ကျင့်မှုတွေကြောင့်ပညာရေးစနစ်ကြီးတစ်ခုလုံးပျက်စီးနေရပြီဖြစ်ကြောင်းနဲ့မိမိတို့အဖွဲ့အနေနဲ့တနိုင်ငံလုံးမှာရှိတဲ့အနိုင်ကျင့်တဲ့လူမိုက်မှန်သမျှကိုအပြည့်ရှင်းပြစ်မယ်လို့ကတိပေးလိုက်ပါတယ်တစ်ဖက်မှာလည်းအတိုက်ခံပါတီဝင်တွေကဂန်ကော့တယောက်သူ့ပါတီကလူဖြစ်တဲ့ဂွမ်ပီနဲ့ဘယ်လိုထိတ်တိုက်တွေ့ခဲ့လဲဆိုတာကိုဆွေးနွေးနေကြပါတယ်နိုင်ငံကပညာရေးကိုအဓိကဦးစားပေးတဲ့နေရာဖြစ်လို့ဒီကာကွယ်ရေးအဖွဲ့သားဒီထက်မကအရှိန်ရလာရင်သူတို့အတွက်အနာဂတ်မှာအကြီးအကျယ်ရိုက်ခတ်နိုင်တယ်ဆိုပြီးစိုးရိမ်နေကြတာပါဇလန်းကဂန်အိုက်အစင်းမြင့်ဆက်မှုလက်မှုကျောင်းကိုပြောင်းလာတဲ့ဘုံဂရွန်ဒေးဆိုတဲ့ကျောင်းသားလေးစီရောက်သွားပါတယ်ဒီကျောင်းကအနာဂတ်လူမိုက်တွေမွေးထုတ်ပေးတဲ့နေရာအဖြစ်နာမည်ကြီးလွန်းလို့ဆရာမအများစုတောင်ဝေးကရှောင်ကြတဲ့ကျောင်းမျိုးပါဂယွန်ဒေးဟာအနိုင်ကျင့်မခံရအောင်တခြားလူတွေကိုပတ်စံပေးပြီးအကာအကွယ်ယူထားပေမဲ့ပထမဆုံးစာတင်ချိန်မှာတင်ဘာသာရဲ့အချင်းချင်းခြားကြတဲ့ရန်ပွဲတွေပါသွားပါတော့တယ်အဲ့ဒီပွဲမှာဟယောင်ဂျူကရှင်းပြတာကတော့ကျောင်းသားတွေဟာလောလောဆယ်နာမည်ကြီးနေတဲ့လူမိုက်လောင်းရာဂွမ်ရုပ်ရဲ့မျက်စိကျခြင်းကိုခံရဖို့အတွက်အချင်းချင်းအပြိုင်ဆိုင်ချနေကြတာဖြစ်ပါတယ်။တစ်ချိန်တည်းမှာပဲအင်ဘုံကွန်ကဂွမ်ရုပ်စီကစားရလိုက်တာမို့သူဟာအဲ့ဒီဂိုင်းထဲကိုအတိမတ်ပြုခေါ်သွင်းခံရတော့မယ်ဆိုပြီးဘဝင်ခိုင်းနေတာပါ။ဒါပေမဲ့အင်ဘုံရဲ့ပြိုင်ဘက်ခွန်ကတော့သူ့အတန်းဖော်တွေညံ့ပြင်းလို့ဆိုပြီးစိတ်တူနေပါတယ်။သူကကျောင်းသားအစ်တွေဖြစ်တဲ့ဟယောင်ဂျူနဲ့ဂွီကိုအချင်းချင်းတက်ခိုင်းပြီးရှုံးတဲ့သူကအတန်းရဲ့လူသားပကြီးကခေါ်အမြဲရိုက်ခံရမယ့်သူဖြစ်ရမယ်လို့ကြေညာလိုက်ပါတယ်။ဟယောင်ဂျူကတော့တမင်တကာအရှုံးပေးလိုက်ပြီးကျောင်းသားတွေကဂွမ်ရုပ်ရဲ့မျက်နှာသာရဖို့အတွက်ဟယောင်ဂျူကိုဝိုင်းထူထောင်းနေကြတာကိုဂယွန်ဒေးတယောက်လန့်ဖြတ်ပြီးကြည့်နေခဲ့ရပါတယ်။ဒီလိုနဲ့ကျောင်းကဆရာမတယောက်ဟာကျောင်းသားတွေကိုရာဇဝတ်မှုတွေကြဦးလုံဖို့ဆွဲဆောင်နေတဲ့စီးစိမ်အုံဖြုံးကြီးတဲ့လူနေမှုပုံစံနဲ့နေပြနေတဲ့ဂွမ်ရုပ်ကိုတားဆီးပေးဖို့ဟွာဂျင်တို့အဖွဲ့စီမှာအကူအညီတောင်းပါတော့တယ်။နောက်ရက်မှာတော့ဟွာဂျင်ကကျောင်းကိုရောက်လာပြီးဟယောင်ဂျူနဲ့မိတ်ဆက်ကအနိုင်ကျင့်တဲ့ကောင်တွေကိုပညာပေးတော့မယ်လို့ကတိပေးပါတယ်။ဒါအပြင်သူဟာကျောင်းသားအဖြစ်ဟန်ဆောင်ပြီးသတင်းနိုင်နေတဲ့အဖွဲ့ရဲ့ဒုညွှန်ကြားရေးမှူးကွန်ဒေးနဲ့လည်းတွေ့ဆုံခဲ့ပါတယ်။ဟုတ်ပါတယ်ဂွီဆိုပြီးကျောင်းသားတူလုပ်နေတာကွန်ဒေးပါပဲသူကအဖွဲ့အတွက်တက်တည်အထောက်ထားတွေရအောင်တမင်တကာအနိုင်ကျင့်ခံနေပေးတာဖြစ်ပါတယ်။ဟွာဂျင်ကကျောင်းသားတွေကိုဆွတ်ပေးပြီးအားကစားရုံထဲစုခိုင်းဖို့ကွန်ဒေးကိုညွှန်ကြားလိုက်ပါတယ်။ကျောင်းသားတွေအကုန်စုမိတဲ့အခါမှာတော့ဟွာဂျင်ကထိုင်ခိုင်းပေမဲ့ဘယ်သူမှနားမထောင်ကြပါဘူး။ဒါနဲ့ပဲဟွာဂျင်ကမင်းတို့ဒီခန်းမထဲကထွက်ချင်ရင်ငါ့ကိုအရင်နိုင်အောင်ချက်လို့စိန်ခေါ်လိုက်တဲ့အတွက်ကျောင်းသားတွေအုပ်စုလိုက်ဝိုင်းအောင်ချကြပေမဲ့ဟွာဂျင်တယောက်တည်းနဲ့အကုန်လုံးကိုတယောက်မကျန်တမပစ်လိုက်ပါတော့တယ်။ပွဲပြီးတဲ့နောက်မှာတော့ဟွာဂျင်ကပြက်ကွက်ခဲ့တဲ့စာတင်ချိန်တွေကိုအစားထိုးဖို့မနက်6နာရီကနေည8နာရီထိစာတင်ရမယ့်တင်းကျပ်တဲ့အချိန်စရာကိုထုတ်ပြန်လိုက်ပါတယ်။ဆရာမစာတင်ဖို့လာတဲ့အခါကျောင်းသားတွေကစာအုပ်မရှိဘူးလို့စင်ကြေပေးကြသလိုတတ်မှတ်ချိန်တွင်စာလိုက်မကူးနိုင်တဲ့ကျောင်းသားတွေကိုလည်းဟွာဂျင်ကအပြစ်ပေးပါတယ်။လက်တွေ့ကျတဲ့ကျွမ်းကျင်မှုတင်ပေးဖို့အတွက်သူတို့ကိုကားပြင်ဝက်ရှော့ထဲခေါ်သွားပြီးကားပြင်ခိုင်းပါတယ်။ဒီကြားထဲကမှခွန်နဲ့အင်ဘွန်တို့ကဆက်ပြီးဂျေနေကြတာမို့ဟွာဂျင်ကတကားတစ်ချက်မရှိတဲ့ကားပေါ်သူတို့နှစ်ယောက်ကိုတင်ပြီးကျောင်းဝင်းထဲမှာကျွမ်းပြန်မတက်အမိုက်စားမောင်းပြလိုက်ပါတော့တယ်ကားပေါ်ကပြုတ်ကျမှာတေးမလောက်ကြောက်သွားတဲ့ကောင်လေးနှစ်ယောက်လည်းနောက်ဆုံးတော့ငိမ့်ကုတ်သွားပြီးတခြားကျောင်းသားတွေကတော့ဟွာဂျင်ကိုအထင်ကြီးသွားကြပါတယ်တစ်ဖက်မှာတော့ဂန်ကော့ရဲ့နိုင်ငံရေးတိုင်ဘက်ကဟွာဂျင်ဟာစစ်သားဟောင်းတစ်ယောက်ဖြစ်နေတာကိုစုံစမ်းသိရှိသွားပါတယ်ဒါအပြင်သူ့ရဲ့ကိုရေးချက်လက်တွေကရှာမရအောင်ပျောက်နေပြီးအမျိုးသားထောက်လှမ်းရေးအဖွဲ့ကပါသူ့အချက်လက်တွေကိုကာကွယ်ပေးထားတာကိုသိလိုက်ရပါတယ်အဲ့ဒီညမှာပဲရောင်အန်နဲ့အင်ဘွန်တို့ကဂွမ်ဟဲလ်နဲ့တွေ့ဖို့ကျောင်းကနေတိတ်တဆိတ်ထွက်ပြေးဖို့ကြိုးစားကြပါတယ်။မျှော်လင့်မထားပဲဂယွန်ဒေးကသူတို့ထွက်ပြေးဖို့လိုအပ်တဲ့ပစ္စည်းတွေကိုယူဆောင်လာပေးပြီးသူတို့တွေဂွမ်ဟဲလ်ရှိရာညကလပ်တစ်ခုကိုတွားခဲ့ကြပါတယ်။အဲ့ဒီမှာအင်ဘွန်ကဟွာဂျင်နဲ့ပညာရေးကာကွယ်ရေးအဖွဲ့ကကျောင်းသားတွေကိုနှိပ်စက်နေပါတယ်ဆိုပြီးဂွမ်ဟဲလ်ကိုတိုင်ပါတော့တယ်နောက်ရက်မှာတော့စီယုံခွန်နဲ့အင်ဘွန်တို့ဟာကျောင်းကိုဂွမ်ဟဲလ်နဲ့အတူပြန်ရောက်လာပြီးဂွမ်ဟဲလ်ကအားကစားရုံထဲကိုမော်တော်ဆိုင်ကယ်ကြီးစီးပြီးဝင်လာခဲ့ပါတယ်။သူကဟွာဂျင်ကိုဝင်ချပြီးလဲကျသွားအောင်လုပ်ပြလိုက်တဲ့အတွက်ကျောင်းသားတွေအော်ဟစ်အားပေးကြတာပေါ့။ဒါပေမဲ့ဒါဟာဂွမ်ဟဲလ်ကိုအများပြည်သူရှေ့မှာနမူနာပြနှိမ်နင်းဖို့အတွက်ဟွာဂျင်ကိုယ်တိုင်အကွက်ချထားတဲ့ပြဿနာတစ်ခုဖြစ်နေခဲ့ပါတယ်။ဟွာဂျင်ကပြန်ထလာပြီးဂွမ်ဟဲလ်ကိုမြေလံပစ်တဲ့အထိတရားစက်ထူထောင်ပြီးနဖူးကိုလည်းလက်ညှိုးနဲ့စွမ်းအားပြတောက်လိုက်ပါသေးတဲ့တစ်ချိန်တည်းမှာပဲဂန်ကော့နဲ့သူ့ရဲ့နိုင်ငံရေးပြိုင်ဘက်တို့ဟာရုပ်မြင်သံကြားသတင်းချန်နယ်တစ်ခုမှာစကားရည်လူပွဲလုပ်နေကြပါတယ်။အဲ့ဒီလူကဂန်ကော့ကိုဟွာဂျင်လိုစစ်သားဟောင်းတစ်ယောက်ကိုတုံးပြီးចောင်းသားတွေအပေါ်စစ်တပ်နီးပြူဟာတွေတုံးနေပါတယ်ဆိုပြီးဆွဆွဲပါတယ်ဂန်ကော့ကတော့ဟွာဂျင်ဘက်ကကာကွယ်ပြောဆိုပေးပြီးမိမိတို့အဖွဲ့အနေနဲ့ចောင်းသားအယောင်ဆောင်ထားတဲ့ဘီလူတရဲတွေကိုနှိမ်နင်းဖို့အတွက်သူ့ကိုအသုံးပြုရတာဖြစ်ကြောင်းတုံ့ပြန်လိုက်ပါတယ်။ចောင်းဘက်မှာတော့ဟွာဂျင်တယောက်ဂွမ်ဟဲလ်ရဲ့လူမိုက်အပေါင်းပါတွေနဲ့ထပ်မံထိတ်တိုက်တွေ့နေပါတယ်။ចောင်းသားတွေဟာဟွာဂျင်တယောက်ထဲနဲ့တင်
အဲ့ဒီလူမိုက်တွေရဲ့လက်နက်တွေကိုပြန်လူပြီးတယောက်တည်းတောင်းကျမ်းပြနေတာကိုရင်သက်ရှုမောကြည့်နေကြရပါတယ်။ကျောင်းဝှေ့လျှော့ကြီးတစ်ခုလုံးတွေးအိမ်ထုံသွားပြီးလူမိုက်တွေကိုပညာပေးလိုက်တဲ့အခါမှာတော့စွန်ဝမ်နဲ့အင်ဘွန်တို့လည်းဒူးထောက်ပြီးတောင်းပန်ကြရသလိုဂွမ်ရုပ်ကိုယ်တိုင်လည်းတေမလောက်ကြောက်တူးတုံသွားပါတော့တဲ့ဟွာဂျင်ကအဲ့ဒီကောင်လေးနှစ်ယောက်ကိုသူတို့နှိပ်စက်ခဲ့တဲ့ဟေယောင်ဂျူကိုပြန်တောင်းပန်ခိုင်းတဲ့အခါဟေယောင်ဂျူတယောက်မျက်ရည်တွေကျပြီးဟွာဂျင်ကိုကျေးဇူးတင်စကားဆိုရှာပါတယ်ပြီးနောက်ဟွာဂျင်ကခွမ်နဲ့အင်ဘွန်ကိုစာမတင်ခြင်းရင်ကြောင်းမလာကြနဲ့တခြားသူတွေရဲ့ပညာသင်ခွင့်ကိုလည်းလာမဖြတ်စည်းနဲ့လို့သတိပေးလိုက်ပါတယ်မကြခင်မှာပဲရဲတွေရောက်လာပြီးလူမိုက်ကိုင်းသားတွေကိုဖမ်းဆီးသွားပါတယ်တခြားတနေရာမှာတော့ဂန်ကော့ကပညာရေးကာကွယ်ရေးအဖွဲ့အနေနဲ့ဂန်အိုက်ကျောင်းရဲ့လူမိုက်ကိုင်းပြဿနာကိုအောင်မြင်စွာရှင်းလင်းနိုင်ခဲ့ပြီဖြစ်ကြောင်းကြေညာပါတယ်ကျောင်းသားတွေကိုလည်းစေးမင်ကျောင်းတွေအကုန်ဖြတ်ခိုင်းပြီးဂွမ်ရုပ်နဲ့ရာဇဝတ်မှုကျူးလွန်တဲ့ကျောင်းသားအများအပြားအဖမ်းခံရပါတယ်ကျောင်းစည်းကမ်းအသစ်တွေအရစစ်လိတ်တောက်ချင်းနဲ့ဆိုင်ကယ်စီးခြင်းတွေကိုလည်းပိတ်ပင်လိုက်ပါတယ်ဒီလိုနဲ့ဟေယောင်ဂျူတယောက်စိတ်အေးလက်အေးစာပြန်တင်နိုင်ခွင့်ရသွားသလိုအဖွဲ့သားတွေလည်းပထမဆုံးအကြိမ်ဖြစ်စုံစုံလင်းလင်းပြန်ဆောင်ကြပါတယ်အဲ့ဒီမှာကွန်ဒေးကသူ့ចောင်းသားအတုလုပ်တုံးကတုံးခဲ့ရတဲ့စုံစမ်းထောက်လှမ်းရေးစည်းတွေဘယ်လောက်ကုန်သွားလဲဆိုတာညှိပြတဲ့အခါဂန်ကော့ကအတုံးစည်းစည်ရင်တင်ခိုင်းပြီးဟွာဂျင်ကတော့သူ့ကိုလောင်ပြောင်နောက်ပြောင်နေခဲ့ပါတယ်ဇက်ရှိန်တက်စရာအနေနဲ့အပိုင်းနှစ်ရဲ့အဆုံးသတ်မှာတော့ဂန်ကော့ရဲ့နိုင်ငံရေးပြိုင်ဘက်ကြီးဟာဂါအန်ရဲ့ဇာပနာပွဲတုန်းကရိုက်ထားတဲ့ဟွာဂျင်နဲ့ဂန်ကော့တို့ရဲ့တပ်ပုံတွေကိုကြည့်နေတဲ့အခန်းနဲ့အဆုံးသတ်သွားတော့တယ်